ဒီရေးချောင်းတွေဟာသမီးကိုပြူစုပြိုးထောင်ခဲ့တဲ့ဂုံတန်စိတ်တွေပဲအမေပေးခဲ့တဲ့အလှပါတွေကဘဝထဲမှာအပွင့်ခတ်တွေဖြစ်တဲ့ရာကိုခုမှသိတတ်ခဲ့တယ်တားငယ်လေးတွေရဲ့မျက်ဝန်းတွေကိုစိုက်ကြည့်မိတဲ့အခါအဖေရဲ့တေးကြီးတဲ့စိတ်တမ်းတွေကိုပြန်မြင်ရတယ်အဖေမြောင်မြောင်ပေးခဲ့တဲ့စာရိတ်ဟာမျိုးဆက်သစ်တွေစီးဆင်းနေစေပါမြေအောက်မှာတိတ်ဆိတ်စွာနေထိုင်တဲ့မြစ်တွေရှိခဲ့လို့သာဘင်္ဂလီတွေကတော့လောကလည်းမလှပစွာပွင့်ခွင့်ရခဲ့တာဒီဘဝဟာဖေနဲ့မေရှိခဲ့တဲ့မြစ်တာပြတဲ့ဘုံရဲ့စပါစလုံးမကုန်နိုင်တဲ့ကျေးဇူးတွေဟာနှလုံးသားမှာအမြဲတည်းရှိနေမှာမုန်တိုင်းတွေတိုက်ခတ်ချိန်မှာမရိမ့်မှရန်ရက်တီပေးခဲ့မိပြတာသမီးတို့လမ်းမပြောက်အောင်အလင်းပြခဲ့တယ်ပစ္စည်းအောင်စားတဲ့တဘိုးရှိတဲ့အမှန်တရားတွေကိုလက်ဆင့်ကမ်းခဲ့လို့ဒီနေ့သမီးတို့ဟာခိုင်မာတဲ့ခြေလမ်းတွေနဲ့ရှောင်းလန်းနိုင်ခဲ့တာမြေအောက်မှာတိတ်ဆိတ်စွာနေထိုင်တဲ့မြစ်တွေရှိခဲ့လို့သာဘင်္ဂလီတွေကတော့လောကလည်းမလှပစွာပွင့်ခွင့်ရခဲ့တာဒီဘဝဟာဖေနဲ့မေရှိခဲ့တဲ့မြစ်တာပြတဲ့ဘုံရဲ့စပါစလုံးမကုန်နိုင်တဲ့ကျေးဇူးတွေဟာနှလုံးသားမှာမြဲတည်ရှိနေမှာတမတီကသားငယ်တွေရဲ့ရှိဆောင်လမ်းပြဒီမတာကွင်းဆက်ဟာဘယ်တော့မှပြတ်တောက်သွားမှာမဟုတ်ဘူးချစ်ချင်းမြတ်တာရဲ့စိတ်ပိန်တစ်ခုပါပဲဒီရေးချောင်းတွေဟာသမီးကိုပြူစုပြိုးထောင်ခဲ့တဲ့ဂုံတန်စိတ်တွေပဲအမေပေးခဲ့တဲ့အလှပါတွေကဘဝထဲမှာအပွင့်ခတ်တွေဖြစ်တဲ့ရာကိုခုမှသိတတ်ခဲ့တယ်တားငယ်လေးတွေရဲ့မျက်ဝန်းတွေကိုစိုက်ကြည့်မိတဲ့အခါအဖေရဲ့တေးကြီးတဲ့စိတ်တမ်းတွေကိုပြန်မြင်ရတယ်အဖေမြောင်မြောင်ပေးခဲ့တဲ့စာရိတ်ဟာမျိုးဆက်သစ်တွေစီးဆင်းနေစေပါမြေအောက်မှာတိတ်ဆိတ်စွာနေထိုင်တဲ့မြစ်တွေရှိခဲ့လို့သာဘင်္ဂလီတွေကတော့လောကလည်းမလှပစွာပွင့်ခွင့်ရခဲ့တာတိုက်ခတ်ချိန်မှာမရိမ့်မှရန်ရက်တီပေးခဲ့မိပြတာသမီးတို့လမ်းမပြောက်အောင်အလင်းပြခဲ့တယ်ပစ္စည်းအောင်စားတဲ့တဘိုးရှိတဲ့အမှန်တရားတွေကိုလက်ဆင့်ကမ်းခဲ့လို့ဒီနေ့သမီးတို့ဟာခိုင်မာတဲ့ခြေလမ်းတွေနဲ့ရှောင်းလန်းနိုင်ခဲ့တာမြေအောက်မှာတိတ်ဆိတ်စွာနေထိုင်တဲ့မြစ်တွေရှိခဲ့လို့သာဘင်္ဂလီတွေကတော့လောကလည်းမလှပစွာပွင့်ခွင့်ရခဲ့တာဒီဘဝဟာဖေနဲ့မေရှိခဲ့တဲ့မြစ်တာပြတဲ့ဘုံရဲ့စပါစလုံးမကုန်နိုင်တဲ့ကျေးဇူးတွေဟာနှလုံးသားမှာမြဲတည်ရှိနေမှာ
သမားဒီကသားငယ်တွေရဲ့ရှိဆောင်လမ်းပြဒီမတာကွင်းဆက်ဟာဘယ်တော့မှပြတ်တောက်သွားမှာမဟုတ်ဘူးချစ်ချင်းမြတ်တာရဲ့စိတ်ပိန်တစ်ခုပါပဲဒီရေးချောင်းတွေဟာသမီးကိုပြူစုပြိုးထောင်ခဲ့တဲ့ဂုံတန်စိတ်တွေပဲအမေပေးခဲ့တဲ့အလှပါတွေကဘဝထဲမှာအပွင့်ခတ်တွေဖြစ်တဲ့ရာကိုခုမှသိတတ်ခဲ့တယ်။တားငယ်လေးတွေရဲ့မျက်ဝန်းတွေကိုစိုက်ကြည့်မိတဲ့အခါအဖေရဲ့တည်ကြည်တဲ့စိတ်တမ်းတွေကိုပြန်မြင်ရတယ်။အဖေမြောင်မြောင်ပေးခဲ့တဲ့စာရိတ်ဟာမျိုးဆက်သစ်တွေစီးဆင်းနေစေပါ။မြေအောက်မှာတိတ်ဆိတ်စွာနေထိုင်တဲ့မြစ်တွေရှိခဲ့လို့သာတိုက်ခတ်ချိန်မှာမရိမ့်မှရန်ရက်တီပေးခဲ့မိပြတိုင်းသမီးတို့လမ်းမပြောက်အောင်အလင်းပြခဲ့တယ်ပစ္စည်းအောင်စားထတဲ့ဘိုးရှိတဲ့အမှန်တရားတွေကိုလက်ဆင့်ကမ်းခဲ့လို့ဒီနေ့သမီးတို့ဟာခိုင်မာတဲ့ခြေလမ်းတွေနဲ့ရှောင်းလန်းနိုင်ခဲ့တာမြေအောက်မှာတိတ်ဆိတ်စွာနေထိုင်တဲ့မြစ်တွေရှိခဲ့လို့သာ